အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မြတ်တွေကဆရာရစ်ချက်မျိုးတန်ရေးသားထားခဲ့တဲ့နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်းသို့မဟုတ်ပွဲကြိုက်တဲ့နိုင်ငံလေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဩစတြေးလျတိုင်းနဲ့ဟာဝိုင်ကျွန်းတို့ရဲ့အလယ်လောက်နေရာမှာပစိဖိတ်သမုဒ္ဒရာထဲမှာအတော်လောက်ပါတဲ့နော်ရူဆိုတဲ့ကျွန်းလေးတစ်ကျွန်းရှိပါတယ်။နော်ရူကျွန်းသူကျွန်းသားတွေဟာ1980လောက်တုန်းကကမ္ဘာပေါ်မှာတဦးချင်းဝင်ငွေဒုတိယအကောင်းဆုံးသူတွေဖြစ်ခဲ့ပါတယ်။ထိုစဉ်ကာလကရေနံရောင်းနဲ့ sorry ပြီးရင်နော်ရူဟာတဦးချင်း GDP အမြင့်ဆုံးပါပဲအခုချိန်မှာနေစရာမြေမရှိတဲ့နိုင်ငံရိုးရာအစားအစာပျောက်သွားတဲ့နိုင်ငံကမ္ဘာပေါ်မှာခရီးသည်လက်ပတ်မှုအနည်းဆုံးနိုင်ငံကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေထဲမှာပါတဲ့နိုင်ငံဖြစ်သွားပါတယ်။ဘာကြောင့်အရန်ချမ်းသာရာကနေဒီလိုစင်းရဲမွဲတွေသွားရတာလဲအချိန်ပေးမဖတ်နိုင်သူတွေအတွက်အတူချုပ်အရင်ပြောပြပါမယ်လို့ဆရာရချမြုပ်တန်းကဆိုပါတယ်ကမ္ဘာဝင်ငွေဒုတိယအကောင်းဆုံးနိုင်ငံဖြစ်နေချိန်မှာဖိခုထိုင်ထားတဲ့တယံဇာတာတွေအမြဲတမ်းရမယ်လို့ထင်နေတဲ့နိုင်ငံစီးပွားရေးကောင်းအောင်ဦးစားပေးလုပ်ရမယ့်အစားပွဲကြိုက်ခင်တို့ကကွန်ဆက်ကစားယုံကြည်အရင်ဆောက်ခဲ့ကြတယ်။ဘလောက်ပွဲကြိုက်တယ်လဲဆိုရင်ပါလီမန်မှာနိုင်ငံအနာဂတ်အတွက်စိုးရိမ်ပူပန်တဲ့အမတ်တွေကညှိခုံဆွေးနွေးနေချိန်မှာပြည်သူလူထုကကြည်စရာပွဲတစ်ခုအဖြစ်မိမိတို့ရဲ့အနာဂတ်ကိုဟာတာလုပ်ပြီး TV ကနေထိုင်ကြည့်ခဲ့ကြတယ်။နောက်ဆုံးတော့တွင်းနေတူလွန်းလို့မြေကြီးကလကဘာတဆိုးတဲ့ဇိုင်တွေမျိုးစုံနဲ့ဘာအပင်မှဆိုင်လို့မရဖြစ်သွားတယ်။ဒေသခံအပင်တွေပျောက်သွားတော့အတီးအရွက်ကစားပြီးပါကနေဝယ်ယူတင်ပို့ရကနေရိုးရအစားအစာပါပြလူမတက်ဖြစ်သွားတယ်။ဩစတြေးလျကပြည်ဝင်ခွင့်မပေးခြင်းတဲ့ဒုက္ခသည်တွေထားရအချုပ်ခံတွေဖြစ်လာတယ်။နိုင်ငံမဲ့နေတဲ့ကြာဖြန်တွေကို passport ရောင်းစား company လိပ်စာရောင်းစားရကနေဘယ်သူမှမယုံနိုင်တဲ့နိုင်ငံဖြစ်သွားတယ်။အဲ့ဒါကတော့တနေ့တနေ့တိုင်းပြည်အနာဂတ်ထပ်ပွဲပဲကြိုက်တဲ့ပွဲကြိုက်ခင်တို့မွေသွားတဲ့ဇလန်တပုတ်ပါပဲ2016ခုနှစ်တုန်းကဆရာရိချတ်မျိုးတန်ရေးသားထားခဲ့တဲ့နော်ရူကျွန်းလေးအကြောင်းကိုဆက်ပြီးပြောပြပေးသွားပါအောင်မယ်။နော်ရူကျွန်းနိုင်ငံရဲ့တမိုင်းနည်းနည်းပြောပြရရင်1988ခုနှစ်မှာကျွန်းနာကဖျက်သွားတဲ့အင်္ဂလိပ်သင်္ဘောတစ်စီးကတွေ့သွားပြီးကပတိန်က Pleasant Island ကျွန်းသားရဆိုတဲ့နာမည်ပေးခဲ့တယ်။ကျွန်းကလည်းတစ်ပင်ကြီးတွေထူထူထပ်ထပ်ဆင်ဆင်ဆိုဆိုဘူဟာဒလက်ကွန်းလို့ရေအိုင်တွေနဲ့အင်မတန်သားရခဲ့တာပါ။ဒါကြောင့်လဲကျင်းကတာရကာတွေပေါ်များပြီးတကယ်ကျွန်းသားရလေးဖြစ်ခဲ့ပါတယ်။နာရီကျွန်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတနတ်ကြောက်ထူရိုးထောင်ထောင်တွေပေါ်မှာအခြေတည်ခဲ့ပြီးအနည်းနှစ်ကာလကပါချခဲ့တဲ့ပင်လယ်ငတ်တွေရဲ့ခြေတွေကြောင့်မိဆုံးတဲ့ phosphorus အင်မတန်ကြွယ်ဝတဲ့ကျွန်းဖြစ်ပါတယ်။အဲ့ဒီ phosphorus ကို1900ပြည့်နှစ်ကစတွေ့ရှိချိန်ကစပြီးကျွန်းရဲ့ကံကြမ္မာပြောင်းလဲသွားပါတယ်။အဲ့ဒီကျွန်းကိုနိုင်ငံသားတွေဝင်ရောက်လာတဲ့ phosphorus ကိုတူဖော်ပြီးပြည်ပကိုတင်ပို့တယ်။1968မှာဩစတြေးလျစီကနေလွတ်လပ်ရေးယူခဲ့တဲ့အမှန်တော့ဩစတြေးလျဆိုရကနော်ရကျွန်းသားတွေကိုဩစတြေးလျမှာကျွန်းတကျွန်းပြန်ပေးပြီးဩစတြေးလျ passport ထုတ်ပေးဖို့ညှိခဲ့ပူတယ်။ဒါပေမဲ့နော်ရကျွန်းသားတွေဟာကိုမီကုတ်ချင်းနဲ့နေကျင်နေဆိုပြီးဩစတြေးလျရဲ့ကမ်းချက်ကိုညှိပေးခဲ့ပါတယ်။ညှိပေဆိုအဲ့ဒီ1990 1980များမှာနော်ရကျွန်းသားတွေအတွက်နိဗ္ဗာန်ကိုရောက်ခဲ့တယ်လို့ဖြစ်ခဲ့တာကိုနော်ရရဲ့တယံဇာတတန်မှုကိုတွက်ချက်လိုက်တဲ့အခါမှာဒေါ်လာ1ဘီလီယံကျော်လောက်ရှိတယ်။ယနေ့အထိဩစတြေးလျဒေါ်လာ3.6ဘီလီယံလောက် phosphorus ကိုထုတ်ယူပြီးဖြစ်တယ်လို့ဆိုတယ်။အဲ့ဒီချိန်မှာနော်ရူဂျူနိုင်ငံရဲ့ passport ဟာတန်ဖိုးအရန်ရှိခဲ့တယ်။နော်ရူနိုင်ငံသားဖြစ်တာနဲ့ဒေါ်လာ3သန်းပိုင်ရှင်အလိုလိုဖြစ်တယ်လို့ပါပဲ။အဲ့ဒီတုန်းကနော်ရူနိုင်ငံသားဖြစ်ခွင့်လျှောက်တဲ့သူတွေတပုံကြီးပါပဲ။နော်ရူ passport ကဘယ်နိုင်ငံသွားရွှေ့ဧည့်သည်ပါပဲ။နော်ရူဂျိုအစိုးရတဲ့ကမျှော်မြင်ရှိသူတွေဟာကျွန်းရဲ့အနာဂတ်ကိုကြိုတင်ပြင်ဆင်ခဲ့တယ်။ phosphorus တူရောင်လို့ရတဲ့ငွေရဲ့သုံးပုံတစ်ပုံကိုတနေ့တနေ့ရမှာမြေဝယ်ဖို့တသက်ဖယ်ထားတယ်။တယံဇာတတူဖော်မှုကြောင့်ကျွန်းဟာအချက်ချိုင်တွေဖြစ်ကုန်ပြီ။တနကြောက်တုံးတွေကိုအခြေတည်ခဲ့တဲ့ကျွန်းဆိုတော့ phosphorus ရှိတဲ့မြေကိုတူးထုတ်လိုက်တာနဲ့လူတရက်ကျော်မြင့်တဲ့တနကြောက်ချုံတွေကျန်ခဲ့တယ်။အဲ့ဒီတော့တနေ့ကျရင်ဩစတြေးလျမှာဖြစ်ဖြစ်မြေဝယ်ပြီးပြောင်းနေမှရမယ်ဆိုတာကိုသူတို့သိတယ်။နောက်တစ်ပုံကိုကျွန်းသားတွေအတွက်သုံးတယ်နေစရာအစာအသောက်ကျန်းမာရေးပညာရေးလူမှုရေးစတာတွေမှာသုံးတယ်။နောက်ဆုံးဝင်ငွေတစ်ပုံကိုအနာဂတ်မျိုးစားအတွက်ဟိုတယ်စက်ရုံစားတဲ့လုပ်ငန်းတွေမှာယင်းနှိမ့်မြုပ်နှံတဲ့ကျွန်းသားတွေပြည်ပမှာဈေးသွားကူတာကြောင်းတက်တာတွေကိုအစိုးရကပေးတယ်ကျွန်းသားတွေအတွက်ရေမီဖုန်းအားလုံး free ဘာခွန်မှလည်းဆောင်စရာမလိုဘူးကျွန်းသားတွေကိုအစိုးရကအလုပ်ပေးထားပြီးအလုပ်မှလည်းဝေလီလီနဲ့အချိန်ကုန်ကြတယ်ညနေဆိုကော်ဖီအိုက်ကာရာအိုကေဆိုတာနဲ့အချိန်ကုန်ကြတယ်အရေးမကြီးတဲ့ကားစက်ယုံကြီးကိုအကြီးကျယ်ဆောက်တယ်ပွဲကြိုက်ကြတာ ਉ အကုန်လုံးလူပြင်းတွေဖြစ်ကုန်ပြီးအလုပ်ကိုတည်တည်ချာချာမလုပ်တတ်တော့ဘူးကျောင်းသားသုံးပုံတစ်ပုံပဲကျောင်းတက်ကြတယ်တနေ့တနေ့အစီအစိမ်တွေစားပြီးအဝလွန်သူတွေဖြစ်လာတယ်
1980လောက်ကအနာဂတ်ဟာအရန်တောက်ပခဲ့တဲ့နော်ရကျွန်းဟာ1990လောက်မှာအခြေအနေအတော့ကိုဆိုးသွားတယ်။ကျွန်းရဲ့တယံဇာတာထွက်ရှိမှုကြာလာတာကိုသတိပြုမိတဲ့နိုင်ငံချစ်သူတွေကအချိန်မီပြင်ဆင်ဖို့ပါလီမန်မှာတင်ပြကြပါတယ်။ဒါပေမဲ့အချို့မတ်တွေကမလိုပါဘူး။သူတို့အသေးချာစီမံထားတယ်ဆိုပြီးပြန်ညှိခုန်ခဲ့ကြတယ်။နောက်ပါလီမန်မှာညှိခုန်ရဖြစ်ကြတာကိုနော်ရကျွန်းသားတွေကကိုယ်အနာဂတ်အတွက်တိုက်ပွဲဝင်နေတာကို TV မှာဟာတာအစီအစဉ်တစ်ခုအဖြစ်ကြည်ကြပြီးဟာကြတယ်။ကဲအခုဒီကျွန်းလေးဘာဖြစ်နေပြီလဲကြည်ကြရအောင်။တဘာဝပတ်ဝန်းကျင်နဲ့မြေမျက်နှာအခြေအနေပုံမှန်မြင်ရတယ်လို့ပဲလကဘာထက်ဆိုးနေပြီ။တစ်တော်တွေကျင်းွက်တွေမရှိတော့ဘူး။မြေကြီးဟာဟင်းသီးဟင်းရွက်စိုက်မရတော့လို့ဩစတြေးလျကဟင်းသီးဟင်းရွက်တွေမာစားနေရတယ်။အပင်ကြီးတွေမရှိတော့ရာသီဥတုပြောင်းပြီးမိုးမရွာတော့အပူချိန်အရန်မြင့်တက်လာတယ်။တယင်စာတ2005ထဲကလုံဝကုန်ခံသွားပါပြီမကုန်ခင်ထဲကပြည်ကြီးတရုတ်တွေဝင်လာပြီးမြေဝဲသွားလို့မြေမပိုင်တော့တာကြပြီစီးပွားရေးအခြေအနေတိုင်းပြည်ဟာဝင်ငွေတုံညဖြစ်နေတဲ့အပြင်အကျွေးတွေတပုံကြီးပြီးနေတယ်အခြေအနေကောင်းတော့ကဩစတြေးလျမှာစီယုံသွားတတ်ကြတယ်ဘေရီတောင်မပေးနိုင်သေးပါဘူး1990ကျော်လောက်မှာဝင်ငွေနေလာလို့ပြည်ပ investment တွေကိုအစီအစီမရှိလက်ခံခဲ့တယ်နော်ရိုကိုငွေကြီးခွာကြတဲ့တရုတ်ရုရှားတွေလိမ့်ဝင်လာခဲ့တယ်နော်ရိုရဲ့စာတိုက်တေးလေးမှာဗန်မပုံတင်ထားတာလေးရရှိတယ်။နောက်ဆုံးနော်ရိုဟာနာမည်ပြစင်းသွင်းခံရပြီးဘာမှလှုပ်ရှားလို့မရတဲ့နိုင်ငံဖြစ်သွားတယ်။နောက်ဆုံးခွဲထွက်တိုင်းပြည်တွေကိုအတိမတ်ပြုတန်ရုံဖွင့်ခွင့်ပေးပြီးငွေရှာတယ်။အစိုးဆုံးကနိုင်ငံသားစီစီကပြားတွေကိုနိုင်ငံမဲတွေကိုရောက်စားခြင်းပါပဲ။ရေမီလျှက်စစ်အခြေအနေဘာဝင်ငွေမှမရှိလို့မိမလာရေမလာတာကြပြီ။နောက်ဆုံး airport တေးသေးလေးပါမိမပေးနိုင်လို့တစင်းနဲ့တော့ဩစတြေးလျကဆွဲပေးတဲ့လေယာဉ်ကမစင်းတော့ပါဘူး။နော်ရကျွန်းသားတွေဟာကမ္ဘာမှာအဝဆုံးဖြစ်နေကြပြီး40ရာခိုင်နှုန်းကစီဂျူရှိတဲ့သွေးတူနှလုံးရောဂါဖြစ်နေတယ်။နောက်ဆုံးတစ်ခုတည်းသောဝင်ငွေဟာဩစတြေးလျကမလို့ကျင်တဲ့လေစီဒုက္ခသည်တွေကိုလက်ခံပြီးထင်သိမ်းရေးစခန်းဖွင့်ပြီးအသက်ဆက်နေရတယ်။ဒုက္ခသည်တွေကိုတည်လာတဲ့သမောတွေလာရင်အတီမုတ်အကခုံနဲ့အပျော်စီးသမောဆိုင်တယ်လို့ကြိုရတယ်။ပြဿနာတွေကအများကြီးစကန်တွေကလည်းပိတ်မလို့လို့ဖြစ်နေပြီးဩစတြေးလျကစကန်ဖွင့်ကငွေပေးတဲ့အချိန်မှာမိစက်မောင်ဖို့စီဝယ်ရတယ်စားစရာဝယ်ရတယ်နောက်ဆုံးတော့လက်ရှိနေရာမှာလည်းနေလို့မရပြည့်စရာအမြင်မရှိတောက်စရာရေမရှိစားစရာငွေမရှိဖြစ်နေပြီရှူစရာလေးကအလကားရလို့တော်ပါသေးတယ်အဲ့ဒါပါပဲညတကောင်အေးပြတ်တဲ့အထိအေးမရအဖက်မရပွဲကြိုက်တာလဲကြိုက်ကြပေါ့ဖင်ပူးတဲ့ကိစ္စကကို့အနာဂတ်အတွက်ဘာအကျိုးရှိလဲနည်းနည်းတွေးကြည့်ပါဦးအဓိကကတော့သူများတွေဘယ်လောက်ထိတောင်ဖြစ်သွားကြလဲမြင်အောင်ကြည့်ကြဖို့သင်ခန်းစာယူဖို့ကို့အနာဂတ်အတွက်စဉ်းစားတတ်ကြဖို့ပါပဲနော်ရူအိုင်လန်အကြောင်းဆောင်းပါးပေါင်းစုံကိုဆရာရစ်ချင်မျိုးတန်းကစီလျော်အောင်ပြန်ဆိုထားတာပဲဖြစ်ပါတယ်။နောက်ရက်မှာနော်ရူဟာသူ့နိုင်ငံကိုဘယ်လိုကဲတင်နေလဲဆိုတာကိုဆရာရစ်ချင်မျိုးတန်းကဆက်ရေးမယ်လို့ဆိုပါတယ်။မျောလင်းချက်ဆိုတာအမြဲရှိပါတယ်။အချိန်မနှောင်းမီအသေးစိတ်တက်ဝင်ဖို့ကအဓိကပါပဲဆိုပြီးတော့ဆရာရစ်ချင်မျိုးတန်းကတတိပေးထားပါသေးတယ်။ဒီနေ့မြတ်တွေပြောပြပေးခဲ့တဲ့အချောင်းရံလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးသွားပါအောင်နော်။နောက်မှပြန်တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။